ဒီဇက်ကားဟာကိုရီးယားသမိုင်းမှာတကယ်ရှိခဲ့တဲ့ဘုရင်ငယ်ဒန်ကြောင်ရဲ့ကြေကွဲဖွယ်ရာဖြစ်ရပ်မှန်ကိုအခြေခံထားတာဖြစ်ပါတယ်။မိသားစုရဲ့တစ္ဆာဖောက်မှုကိုခံရပြီးပြည်နှင်ဒဏ်ပေးခံခဲ့ရတဲ့ဘုရင်ငယ်တစ်ပါးနဲ့ရွာလူကြီးတဦးတို့ကြားကတန်ရောစဉ်ကိုရိုက်ကူးထားတာပါ။1452ခုနှစ်ကိုရီးယားသမိုင်းရဲ့မငြိမ်မသက်ဖြစ်နေတဲ့ကာလမှာအသက်10နှစ်အရွယ်ကောင်လေးရီဟာထီးနန်းကိုဆက်ခံခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဦးလေးတော်ဆက်သူစူယန်းကအာဏာသိမ်းဖို့ကြံစီပြီးတွေးထွက်တန်ယူမှုတွေဖန်တီးခဲ့ပါတယ်။ဘုရင်ငယ်ကိုထောက်ခံသူအလုံးအသက်ခံရပြီးဘုရင်ငယ်ဟာဘာမှမတတ်နိုင်ပဲကြည်နေခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူ့ကိုဘုရင်အဖြစ်ကနေနှုတ်ထွက်စေပြီးမင်းသားနိုဆန်အဖြစ်ပွဲနှိမ်ကဝေးလံခေါင်ဖျားတဲ့ဂွမ်ချွန်းရွာလေးစီပြည်နှင်ဒဏ်ပေးလိုက်ပါတော့တယ်။တစ်ဖက်မှာလည်းအစာရေစာရှားပါးနေတဲ့ဂွမ်ချွန်းရွာရဲ့ရွာလူကြီးဟောင်တူးဟာသူ့ရွာလေးတိုးတက်ဖို့အတွက်နန်းတွင်းကအရာရှိတစ်ယောက်ကိုအကျဉ်းသားအဖြစ်လက်ခံစောင့်ရှောက်ခွင့်တောင်းဆိုခဲ့ပါတယ်။အရာရှိတစ်ယောက်ရောက်လာရင်ပညာရေးသင်ပေးပြီးရွာကိုပြောင်းလဲပေးနိုင်မယ်လို့သူကမျှော်လင့်ခဲ့တာပါ။ဒါပေမဲ့ရောက်လာတာကပညာရှိအရာရှိကြီးမဟုတ်ပဲအသက်ငယ်ငယ်နဲ့စိတ်ဒဏ်ရာရနေတဲ့ဘုရင်ငယ်ဖြစ်နေတဲ့အခါမှာတော့ဟောင်တူးတစ်ယောက်စိတ်ပြတ်သွားခဲ့ပါတယ်။ပထမတော့မင်းသားနိုဆန်ဟာစိတ်တက်ကြပြီးအစားအသောက်ငင်းဆန်ကကိုတက်တည်ဖို့အထိကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ရွာလူကြီးဟောင်တူးကမင်းသားတစ်ခုခုဖြစ်ရင်တရွာလုံးအသက်ခံရမှလို့သတိပေးပြီးတားဆီးခဲ့ပါတယ်။အချိုးကွေးတစ်ခုကတော့မင်းသားနိုဆန်ဟာရွာသားတွေကိုရန်ပြုမဲ့ကြားကိုလေးနဲ့ပစ်တက်ပြီးကယ်တင်လိုက်တဲ့အချိန်မှာပဲအဲ့ဒီအချိန်ကစပြီးရွာသားတွေကသူ့ကိုလေးစားလာကြပြီးမင်းသားကလည်းရွာကကလေးတွေကိုစာတင်ပေးရင်းရွာသားတွေနဲ့မိသားစုလိုတန်ရောစဉ်ဖြစ်လာခဲ့ပါတယ်။နန်းတွင်းကဝင်ကြီးဟန်ဟာမင်းသားနိုဆန်ကိုအမြင့်ဖြတ်ချင်နေတာပါမင်းသားရဲ့ဦးလေးနောက်တစ်ယောက်ဖြစ်တဲ့ဂန်ဆောင်ကမင်းသားကိုနန်းတင်ရန်ပုံကံမှုပြင်ဆင်နေတာကိုအကွက်ဆင်ပြီးမင်းသားကိုပါ1600ဆင်ဖမ်းဆီးခဲ့ပါတယ်။ရွာလူကြီးဟောင်တူးရဲ့သားဖြစ်သူထေးဆန်ပါအဖမ်းခံရတဲ့အခါမှာတော့မင်းသားနိုဆန်ဟာရွာသားတွေကိုကယ်တင်ဖို့အတွက်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။သူဟာဟောင်တူးကိုအကာအကွယ်ပေးတဲ့အနေနဲ့ဟောင်တူးကငါ့ကိုတစ္ဆာဖောက်ပြီးဝင်ကြီးဟန်နဲ့ပေါင်းခဲ့တာလို့လူပုံအလဲမှာလိန်ညာပြောဆိုပြီးရွာသားတွေနဲ့ဟောင်တူးကိုအပြစ်ကနေကင်းလွတ်အောင်လုပ်ပေးခဲ့ပါတယ်။အဆုံးသတ်မှာတော့မင်းသားနိုဆန်ကိုအစိတ်တောက်ပြီးတေတံပေးဖို့အမိန့်ကျလာပါတယ်။မင်းသားကသူ့ကိုတစ္ဆာဖောက်တွေလက်ထဲမှာမတေချင်ပဲသူယုံကြည်ရတဲ့ဟောင်တူးရဲ့လက်နဲ့ပဲအဆုံးစီရင်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဟောင်တူးဟာမျက်ရည်တွေနဲ့အတူသူ့သားလိုချစ်ရတဲ့ဘုရင်ငယ်ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးခဲ့ပါတယ်။နန်းတွင်းကမင်းသားရဲ့အလောင်းကိုမြေမမြုပ်ဖို့အမိန့်ထုတ်ခဲ့ပေမဲ့ဟောင်တူးကတော့မြစ်ထဲကနေပြန်ဆယ်ယူပြီးကောင်းမွန်စွာတကြိုပေးခဲ့ပါတယ်။သမိုင်းမှတ်တမ်းနှစ်ပေါင်း240နှစ်ကြာပြီးနောက်မှာတော့မင်းသားနိုဆန်ကိုဒန်ကြောင်မင်းကြီးအဖြစ်ဘွဲအမည်ပြန်လည်အပ်နှင်းခဲ့ပါတယ်။ရွာလူကြီးဟောင်တူးကိုလည်းသူ့ရဲ့တစ္ဆာရှိမှုကြောင့်ဂုဏ်ပြုချီးမြှင့်ခဲ့ပြီးယနေ့တိုင်သူတို့နှစ်ဦးရဲ့ဂူဘေးမှန်ဟာရှင်တွဲလျက်တည်ရှိနေဆဲဖြစ်ပါတယ်။